ဖေးကြံခဲ့လေဆိုရှာနေ Hello ကဲဖွားရင် ဘေးလမ်းကိုသွား မင်္ဂလာပါအခုကတော့တူရင်တောင်သွားမှာပေါ့နော်တူရင်တောင်သွားမယ်ပြီးလို့ရှိရင်ချက်ကောက်လုပ်ပြီးတော့မန္တလေးကိုတန်းစစ်မယ်ပေါ့နော်ငယ်ကရှူတင်လေးပေါ်လာမန္တလေးကိုသွားမှာပါမန္တလေးမှာရိုက်ပြီးမှကြောက်စဲကိုသွားမှာအဲ့လိုပုံစံလေးပါကဲအခုတော့မနေ့ကစားမယ်ပေါ့နော်အချိန်အားဖြင့်6နာရီ40ဖြစ်သွားတယ်6နာရီ40 6နာရီ40ဖြစ်သွားမနေ့ကမကျစမီကျက်ဇမင်းကတော်တော်ကောက်သွား ငါသမီးကမကုန်အောင်ကြောက်ရတယ်တူရင်တောင်နဲ့ပြီးတော့ကျင်တဲ့နေရာတွေဝင်ပြီးမှအဲ့ဒါလေးပြီးတော့တခါချက်တော့မန္တလေးကိုသွားမန္တလေးကိုတန်းစင်ဟိုညနေရောက်မန္တလေးကိုညနေရောက်ပြီးဝစ်စားလို့အဲ့ဒါလေးလိုက်ဝယ်မယ်ဝယ်ပြီးမှ29ရက်နေ့မှာမန္တလေးမှာရှူတင်ရိုက်ပြီးမှအမှထပ်8ပြီးတော့28မိနစ်ကြာမှကြောက်စဲကိုသွားပြီးတော့ရွှေတိန်တော်မှာပွဲပြီးနေပေါ့နော်အဲ့ရနေရန်ကုန်မှာခွဲကြောကောင်းလားပြိတ္တကြီးဒီဘလော့မှာအဖွားအမှတ်တရထည့်ပါတယ်ဒါတော့ငယ်ရဲ့ဦးလေးရဲ့အမေပါအားလုံးလည်းသိမှာပါကြိုက်ကြီးကိုခီးစင်မှာရင်းနှီးဘူးမှာပါအဖွားငယ်တို့တွေတော့ပျော်တယ်လေအဖွားမမေရဲ့အမေငယ်အမေနဲ့တူတယ်အဲ့လိုတစ်သေးလေးပဲအဖွားကဲအခုကငယ်တို့ကားပါပြီးရှင်ကဲစပြီးတော့ပါမယ်ဒီနေ့ကတော့ outfit check မမေဒီနေ့တော့ make up မလုပ်တော့တနခါးနေတယ်ဟိုဘာနှက်ခမ်းမြည်သေးပဲဆိုလားဒီမှာမှငါတို့တဲဟိုတယ်